ဒီနေ့ sharing လုပ်ပေးခြင်းနဲ့နောက်ထပ်အကြောင်းအရာတစ်ခုကတော့ အုံလောလို့ခေါ်တဲ့အကြောင်းအရာလေးဖြစ်တယ်။ဘာလို့အုံလောဆိုတာမျိုးကအုံလောဒီလျှက်စစ်သမားတိုင်းရဲ့ခြေခံဖြစ်တယ်။ခြေခံဖြစ်သလိုသူကလုံးဝမသိသူမရှိတဲ့သူကိုမသိတဲ့သူကရှိတော့အောင်လဲနာမည်ကြီးတယ်။ဟုတ်ဒီခြေခံလျှက်စစ်သဘောတရားအခြေခံကိုပြောမယ်ဆိုရင်ယူပဗေဒခြေခံဖြစ်တဲ့ဒီအုံလောကိုလည်းကျွန်တော်မေ့လို့မရဘူး။အုံလောဒီလုံးဝလျှက်စစ်ရဲ့အခြေခံပဲဖြစ်တယ်။အဲ့တော့အုံလောဆိုတာဘာလဲ။အုံလောဆိုတာဘာလဲ။ဘာကြောင့်အုံလောကအဲ့လောက်ထိရေးကြီးနေတာလဲ။အဲ့ဒါလေးကျွန်တော်ပြောချင်တယ်။အုံလောဆိုတာကတော့ relationships ကိုပြောချင်တာပဲ။ဘယ်လို relationship လဲ။ voltage current resistor ဒီသုံးခုရဲ့ relationship ကိုခြေခံပြီးတော့မှ law တစ်ခုအနေနဲ့သတ်မှတ်တာလား။အဲ့တော့အုံလောမှာ equation တစ်ခုရှိတယ်။အဲ့ equation ကတော့ V equal to IR တဲ့။ V equal to IR ဆိုတာက voltage ဒီတဲ့ current နဲ့နော် current စီကြောင်း current နဲ့ resistance တို့ရဲ့မြှောက်ခြင်းနဲ့ညီတယ်ဆိုတာညီတယ်လို့ပြောချင်တယ်။အဲ့တော့ voltage နဲ့ current က variation နဲ့ပြန်ကြည့်မယ်ဆိုရင် V vary I ဖြစ်တယ်။အဲ့တော့ voltage တက်ရင် current လည်းတက်လာမယ်။ voltage ကျရင် current လည်းကျလာမယ်။ဒါပေမဲ့အဲ့ဒီမှာ resistance တည်ငြိမ်နေတယ်တသမတ်တည်းရှိနေတယ်ဆိုရင်တော့ဒီတိုင်းဖြစ်မယ်။အဲ့မှာ resistance ရဲ့အခန်းကဏ္ဍကြီးရောက်ချလာရော resistance ကပြောတယ်။သူကခုခံလောက်က voltage အပြည့်မရောက်တဲ့ပြဿနာရှိတယ်။အဲ့တော့ resistance ဘာကြောင့်များမလဲဆိုရင် line တွေရှည်လာတယ်ဆိုရင် resistance များမယ်။အဲ့တော့ resistance များရတဲ့ကြောင့် voltage loss တွေရှိတယ်။သုံးတဲ့ conductor ပေါ်မူတည်ပြီးတော့ core loss တွေဖြစ်တယ်။ဒါကနောက်တစ်ပိုင်းအဓိကတော့အုံလောဆိုတာတော့ကျွန်တော်သိတာကတော့ resistance အုံလောဆိုတာက relationship ကိုပြောတာဘာရဲ့ relationship တွေလဲဆိုရင်တော့voltage ရဲ့ current ရဲ့ resistance that's all သူတို့ရဲ့ relationship ကိုပြောတာ